မေတ္တာတုတ်ကိုရွတ်ဖတ်တဲ့အခါပါဠိစာသားရဲ့အဓိပ္ပာယ်ကိုပါနားလည်ထားရင်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ်လို့ထီရောက်မှုလည်းပိုရှိပါတယ်ရှင်။မေတ္တာတုတ်အနှစ်ချုပ်တရားတော်မှာပါဝင်တဲ့မြတ်စွာဘုရားရှင်ဟောကြားထားတဲ့တတ္တဝါအားလုံးခြုံပြီးမေတ္တာပွားနည်း၃မျိုးကိုဒီဗီဒီယိုလေးမှာပြောပြပေးထားပါတယ်ရှင်။တတ္တဝါအားလုံးခြုံပြီးမေတ္တာပွားနည်း၃မျိုးတပ္ပတတ္တာဒုက္ခိနောဟွန်တုခေမိနောဟွန်တုဒုက္ခိတတ္တာဘဝန္တုတတ္တဝါမှန်သမျှတို့သည်ချမ်းသာကြပါစေဘေးကင်းကြပါစေကိုယ်စိတ်နှဖျားချမ်းသာမှုနှင့်ပြည့်စုံကြပါစေမေတ္တာစိတ်ဓာတ်အမြဲမပြတ်ဖြစ်နေအောင်လုပ်နေတာကိုဘာဝနာလို့ပြောတာပါရှင်ဒီစိတ်ကလေးကြီးပဲချက်တလဲလဲကိုယ်တန်ထဲမှာဖြစ်နေအောင်ကြိုးစားပါမေတ္တာပို့စရာတတ္တဝါအာယုန်နဲ့စိတ်ကိုလေ့ကျင့်ပြီးမေတ္တာပွားရပါမယ်ရှင်ကျမယေရနာကေပါရှင်လုံးစုံများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပတ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေအဆုံးထိကြည်ပေးတာကျေးဇူးပါရှင်